ကြိုက်တဲ့အတန်းအောင်ကြိုက်တဲ့တက္ကသိုလ်ကဘွဲ့ယူလာခဲ့ရှင်းကျင်နိုင်တဲ့နှိုင်းရှင်တတ်တဲ့ပညာမပါရင်အလကားပဲဒီနေ့လောကမှာဘာဘွဲ့မှမရပဲဘယ်တက္ကသိုလ်မှမတက်ဖဲမနဲ့အထက်တန်းရောက်နေတဲ့လူတွေတပုံကြီးရှိတယ်ဘယ်တက္ကသိုလ်မှဘွဲ့ရမထားပါမဲ့သူ့အတွေးခေါ်တာတက္ကသိုလ်ဘွဲ့ရတဲ့အစတရားသားပညာဆိုတာဒါပြောတာရှင်းလားဘွဲ့ကိုပြောတာလားပညာကိုဘွဲ့နဲ့တိုင်းလို့ရသလားဘွဲ့ဆိုတာသတ်မှတ်ချက်တစ်ခုပါအကြောင်းမကြီးကိုရင်လေးနှစ်ပါးဟိုတော့ကိုရင်လေးနှစ်ပါးကိုနေရခေါ်လာတယ်ကိုရင်နှစ်ပါးအသေးထဲမှာဘောလုံးတွေကန်ဘုန်းကြီးကိုတိုင်ရအောင်မယ်ဘုန်းကြီးကိုမတိုင်ခင်တော့ဘောလုံးနှလုံးဝယ်ခဲ့ကြီးလို့ပြောတယ်ခင်ဗျားတို့ခလေးကြတာဖေးခလေးနော်ခလေးပေါ်နေအောင်မယ်နော်ခလေးအောင်လေချီကျူးတွေပေါအောင်မယ်နော်အမေသူတို့သားသမီးတွေကျတော့ချစ်လိုက်ကြတာတော့ငါကိုရင်လေးလာပြောရင်ဘောဗျဘယ်တော့မှလာမပြောနိုင်ဘူးတခါတည်းပြောလိုက်တယ်မကြည့်ညိုရင်တခါတည်းထွက်သွားပြောတယ်